အားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့ကတော့ပိတ်ကမှန်သွားတယ်ပေါ့နော်ထိတ်ကလွဲသွားတယ်ပေါ့66ဆိုတော့အပူကြီးဆိုတော့မထင်ထားပါဘူးဗျာမထင်ထားတဲ့အပူထွက်မှန်လို့တော့သိတယ်ဒါပေမဲ့လောလောဆယ်ချက်ချင်းဆိုတဲ့နေရာကိုကျွန်တော်မထင်ထားလိုက်တာလေနော်တပတ်တာအတွက်ကျွန်တော်ပြီးထားတာပဲအပူထွက်မယ်ဆိုနော်အဲ့တည်းကလည်းပဲ1638ကိုခွေပူးလေးကထွက်သွားတယ်ဟုတ်ပြီကျွန်တော်ထိတ်စည်းလေးကိုပြပေးမယ်ဗျာနော်ထိတ်စည်းလေးကိုပြမယ်ထိတ်စည်းကဘယ်ကလာတာလဲလို့ဆိုတော့169ဆိုတဲ့6အဲ့ဒီ6ကဒီ3လုံးပေါင်းခြင်း6ရဲ့ပါဝါ1လို့ဖြစ်တယ်6ရဲ့ပါဝါ1လို့ဖြစ်တယ်အဲ့ဒီ1က1ရဲ့ပါဝါ6လို့ဒီကိုပြန်သွားတာရှင်းပါရဲ့နော်169ဆိုတဲ့6ဒီ3လုံးပေါင်းခြင်း6ရဲ့ပါဝါ1လို့လာတယ်လာလဲပြီးအဲ့ဒီ1က1ရဲ့ပါဝါ6လို့ထိပ်စီးဆောင်ပြန်ထိုးလိုက်တယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်တောက်ကြနေမနေ့ကတော့ကြာတော့6-1-2ဆိုတဲ့6အဲ့ဒီ6က1-1-4ဆို9ရဲ့နှက်က6လို့ဒီလိုလာတယ်နော်အဲ့လို6လို့လာလိုက်တယ်အဲ့ဒီ6လို့လာလိုက်လဲပြီးအဲ့ဒီ6ကဘယ်ကိုပြန်ထိုးလိုက်လဲဆိုတော့6-3-3ဆို6ရဲ့နှက်က9လို့ဒီကိုပြန်ထိုးတယ်နော်ပြန်ထိုးတော့3ညပေါ့ကဲဟုတ်ပြီဒီနေ့ကျတော့ဒီမှာ1-3လုံးနော်ဒီ1-3လုံးအဲ့1-3လုံးက3အဲ့ဒီ3က9-6-5ဆိုပြီးတော့3ရဲ့ပါဝါ8လို့တန်းထားလိုက်တယ်3ရဲ့ပါဝါ8လို့တန်းထားလိုက်တယ်နော်တန်းထားလိုက်လဲပြီအဲ့ဒီတန်းထားတဲ့8ကဒီညက်နေမှာဒီလိုတောက်ကြနေမနေ့ကထွက်ခဲ့တဲ့နောက်ပိတ်မနေ့ပိုင်းနောက်ပိတ်နဲ့ညနေပိုင်းနောက်ပိတ်နဲ့ဒီညက်နေမနေ့ပိုင်းဒီညက်နေမှာထွက်မဲ့ထိတ်စီးနဲ့ပေါင်းချင်းသည်သူက831ဖြစ်ရမယ်တဲ့831ဖြစ်ရမယ်ဆို8ဖြစ်မယ်ဆိုရင်4နော်8ကဘာက3ဖြစ်မယ်ဆို9 8ကနက်က1ဖြစ်မယ်ဆိုခွန်4 9ခွန်ထိတ်နော်4 9ခွန်ထိတ်4 9ခွန်ထိတ်ဖြစ်ပါတယ်နော်ဟုတ်ပြီနော်4 9ခွန်ထိတ်ထားနောက်ပြီးတော့နောက်ပိတ်လေးကိုကျွန်တော်ပြပြနောက်ပိတ်နောက်ပိတ်ကဒီကအတွဲလိုက်သွားတာဗျဒီလိုအတွဲလေးသွားတာဒီအတွဲလေးဒီလေးဒီတဲ့ဒီ3လုံးပေါင်းချင်း4လို့ချတယ်တဲ့အဲ3လုံးပေါင်းချင်း4လို့ချတဲ့ဒီနှလုံးပေါင်းချင်း3အဲနှလုံးပေါင်းချင်း3က643ဆို3လို့ပြန်ရိုက်တယ်ဒါနောက်ပိတ်ဒီ8နော်ဒီ8ကဒီ3လုံးပေါင်းချင်း9-2ဆိုတော့8ကနက်က1လို့ရိုက်တယ်တဲ့1လို့ရိုက်တယ်ဒီ4ကကြော်ပေါင်း4ရဲ့ပါဝါ9လို့သွားတယ်တဲ့3လုံးပေါင်းချင်း2-5-2ဆို9လို့သွားတယ်တဲ့အဲ့တော့ဒီ2နော်ဒီနှလုံးပေါင်းချင်း3-2ပေါ့တောက်ကြနေညနေထွက်ခဲ့တဲ့3-2က266ဆိုပြီးတော့2ကနက်က4လို့သွားတယ်တဲ့4လို့သွားတဲ့ဒီ2သည်66ဆိုတဲ့2သည်6-3ညနဲ့ညနေထွက်မဲ့နောက်ပိတ်နဲ့ပေါင်းချင်းသည်2ဖြစ်မယ်ဆိုရင်2ဖြစ်မယ်ဆိုရင်သူက6 2ကပါဝါခွန်ပြတ်မယ်ဆိုရင်1 2ကနက်က4ဖြစ်မယ်ဆိုရင်8 6-8အပိတ်ဆွဲခြင်းဆွဲလို့ကောင်းနော်6-8အပိတ်ဒါတစ်ချက်အဲ့တော့4 9ခွန်ထိတ်6-8အပိတ်နော်6-8အပိတ်အဲ့ဒီမှာကျွန်တော်ဒီညက်နေအတွက်ကဒါညက်နေပေါ့နော်ညက်နေပေါ့ဒီညက်နေအတွက်က183ထိရမယ်မထိရင်ဒိုင်စားမှာ183အထိကီးမထိရင်ဒိုင်စားမှာဒါလေးတတိထားပြီနော်ဒါလေးတတိထားပြီမယ်အဲ့တော့ခုနကကျွန်တော်ပြောခဲ့ပြီးပြီ4 9ခွန်ထိတ်နော်4 9ခွန်ထိတ်6-8အပိတ်နော်6-8အပိတ်6-8အပိတ်ဆိုတော့မှတွဲမယ်ဗျာ46နော်41နော်48 96 91 98နော်86 81 88ဖြစ်ပါတယ်နော်38အချိန်ဆိုတော့1 2 3 4 5 6ဒီဘက်ကဟာမပါဘူးပေါ့နော်6ခွက်ရှိတယ်ပေါ့ဒ
တဲ့ပေါ့နော်တဲ့ပေါ့အာဇာမလို့ထိတ်အပိတ်အကုန်ကောင်းတယ်တဲ့အာဇာမလို့တော်တော်လေးကောင်းတယ်အဲ့တော့ဝါသနာရှင်မျိုးများကျွန်တော်စီမှာကျွန်တော်ဘိုက်ပါကိုလာခဲ့ပါဩ3ခွက်ဩ3ခွက်ပဲဗျာဩ3ခွက်နော်ဩ3ခွက်ဩ3ခွက်တဲ့ပဲဗျာတဲ့အာရာပပလေးပဲအဲ့ဒါပေါက်ပြီး2000ကျပ်နော်ပေါက်ပြီး2000ကျပ်လူချင်းလာခဲ့ပေါက်ပြီး2000ကျပ်နော်2000လူချင်းလာခဲ့ပါ39 606 136 606ဘိုက်ပါကိုလာခဲ့နော်ဘိုက်ပါကိုလာခဲ့ပါခင်ဗျကျွန်တော်စီကနေမွေးတစ်ခွက်ယူထားတဲ့မိတ်ဆွေများမက်ကယူထားသောမိတ်ဆွေများဇာထိုးနဲ့တေချာလိုက်ပါနော်ဇာထိုးနဲ့လိုက်ပါထွက်ဖို့အတွက်အရန်လေးအချိန်လေးကောင်းတဲ့အချိန်ဖြစ်ပါပြီနော်ဇာထိုးနဲ့လိုက်ပါလို့ပြောပြရစီအားလုံးပဲကျေးဇူးတင်ပါတယ်နော်ဩ3ခွက်ကိုတဲ့အပါနဲ့လုပ်ရမယ်ဩ3ခွက်ပဲလိုချင်တယ်ဆိုရင်ကျွန်တော်ဘာကြော်စီကိုလာခဲ့ပါနော်ဒီထက်ပဲထုတ်ထားတာပါနော်လာခဲ့ပါ183မထီတိုင်စားမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျဘိုင်ဘိုင်